နီးပညာတွေအလင်းအမြန်တိုးတက်နေတဲ့ခေတ်ကြီးထဲမှာခြေတလန်းအမြဲတားနေဖို့ဆိုရင်2030မတိုင်ခင်ဒီ skill 5ခုကိုရှိထားဖို့လိုအပ်တယ်ပထမဆုံး skill တစ်ခုကတော့ AI and automation လုပ်ငန်းခွင်ကနေစလို့ပညာရေးခန်းအထိ AI အရာရာကိုပြောင်းလဲနေအဲ့တော့အရင်ဆုံး AI နဲ့ဘယ်လိုအလုပ်လုပ်ရမလဲသင်ယူရမယ်လုပ်ငန်းခွင်မှာ AI ကိုအသုံးချမယ် AI နဲ့အတူတူအလုပ်လုပ်တာဟာအနာဂတ်အတွက်မရှိမဖြစ် skill တစ်ခုဖြစ်လာလိမ့်မယ်နောက် skill တစ်ခုကတော့ digital communication digital platform တွေကနေတဆင့်ရှင်းရှင်းလင်းလင်းပြောဆိုနိုင်မှုရှင်းရှင်းလင်းလင်းဆက်သွယ်နိုင်မှုဟာအရင်ကတည်းကပိုးပြီးတော့အရေးကြီးလာလိမ့်မယ်မင်းရဲ့ idea ကို online ပေါ်ကနေရှင်းရှင်းလင်းလင်းမရှင်းပြနိုင်ဘူးဆိုရင်မင်းကနောက်မှကြံရင်ခဲ့လိမ့်မယ်နောက် skill တစ်ခုကတော့ critical thinking တွေးခေါ်ကောင်းခြင်း AI ကကျွန်တော်တို့အဖြေတော့ပေးနေမှာပဲဒါပေမဲ့စဉ်းစားတွေးခေါ်တတ်တဲ့သူတွေးခေါ်ကောင်းတဲ့သူတွေပဲထိရောက်တိကျတဲ့မေခွန်းမှန်ကန်တဲ့မေခွန်းကိုမေးနိုင်မယ်အတွေးခေါ်ကောင်းတဲ့သူတွေကအမြဲတပန်းတာနေမယ်နောက်တစ်ချက်ကတော့ creativity တီထွင်ဖန်တီးနိုင်စွမ်းကောင်းတာအနာဂတ်တီထွင်ဖန်တီးနိုင်စွမ်းကောင်းတဲ့သူတွေအတွက်ပဲ AI ဟာ copy တော့လုပ်နိုင်မယ်ဒါပေမဲ့လူသားတွေလိုတော့မတွေးခေါ်နိုင်ဘူး creativity ကောင်းပြီးသားလူတယောက်အတွက်တော့ AI ကိုအသုံးချတာပိုးပြီးတော့ဖန်တီးရတွေကမိုက်လာမယ်မြန်ဆန်းလာမယ်အရင်ကအကန့်အသတ်ရှိရဆိုရင်အဲ့အကန့်အသတ်ကိုကျော်သွားနိုင်လိမ့်မယ်နောက်ဆုံး skill ကတော့ life long learning ရှင်သန်နေသမျှသင်ယူပါလေ့လာပါအပြောင်းအလဲတွေကိုလက်ခံပါခေတ်ရည်စီးကြောင်းနဲ့အတူလိုက်ပါစီးဆင်းပါဒီပညာအသစ်တွေကိုအသုံးချပြီးတော့ကိုယ့်ရဲ့နယ်ပယ်မှာupdate လုပ်ပါ upgrade လုပ်ပါကိုပြောတော်တာတွေကတော့2030မတိုင်ခင်ရှိထားမယ့် skill 5ခုပဲဖြစ်ပါအားလုံးကိုကျေးဇူးတင်ပါတယ်